ဒီနေ့ညနေတော့မိသားစုတရားပွဲပါမယ်တချို့ကတော့သွေးသားနဲ့မိသားစုတော်တယ်တချို့ကြတော့လူမှုရေးနဲ့တော်ဆက်ကြတယ်တချို့ကြတော့လုပ်ငန်းခွင်နဲ့တော်ဆက်ကြတယ်တချို့ကြတော့ဓမ္မတရားဓမ္မနဲ့တော်ဆက်ကြတယ်ပေါ့အဲ့တော့မိသားစုတရားပွဲဆိုတာကမိသားစုတွေအတွက်ဟောကြားတဲ့တရားပွဲဒီနေ့လွန်ခဲ့တော့တစ်နှစ်ကဘဝတစ်ပါးသို့ပြောင်းသွားတဲ့ဒီမိုင်ဒေါခင်စမ်းမြင့်ကိုအကြောင်းပြုပြီးတော့ကြံရည်သူခင်ဗျုံဖြစ်သူတကယ်ဥတ္တန်အေးနဲ့သမီးနှစ်ယောက်ဖုံနဲ့ပေါက်နဲ့နောက်ပြီးတော့မောင်နှမတွေမိတ်ဆွေတငယ်ချင်းတွေဒီတရားပွဲနဲ့ဒီကမာကြီးကိုတတိရတယ်ပေါ့အောင်မေးတယ်ပေါ့အောင်မေးတဲ့နေရာမှာဘုံဘောကအမေစိတ်ဆိုတဲ့တရားနဲ့အမေရဲ့စိတ်ပေါ့အမေရဲ့စိတ်ဆိုတဲ့တရားနဲ့နည်းနည်းလည်းပဲအချိန်လေးရတဲ့လောက်အာယုံလေးရတဲ့လောက်ရှင်းပြမယ်ပြီးရင်တရားနဲ့ပတ်သက်ပြီးတော့ပြမစုတရားလေးတရားထိုင်ပါမယ်ပြောမယ်ဆိုရင်တော့ဒီမိသားစုတရားထဲမှာဘုံဘဟောတရားရောရှုတရားရောနှစ်ခုစလုံးပေးခြင်းပါရှုတရားကတော့အိမ်ပြောင်းတဲ့ခါမှလည်းပဲအသုံးပြုနိုင်အောင်လုပ်ငန်းခွင်မှလည်းပဲဒီစိတ်ထားပြီးတော့နေနိုင်အောင်ပေါ့အမေရဲ့စိတ်အမေရဲ့စိတ်ဆိုတာအမေရဲ့ဂုဏ်ကျေးဇူးကိုဘုံဘုံပြောပြဖို့မဟုတ်ပါဘူးအမေဂုဏ်ကျေးဇူးနဲ့ပတ်သက်တဲ့တရားတွေအများကြီးပဲ YouTube ပေါ်မှာလည်းရှိတယ်ဆရာတော်ကြီးတွေဟောထားတာဘုံဘုံရှားကြည့်တာပေါ့နော်အများကြီးရှိစာအုပ်တွေလည်းရှိအဲ့တော့ဒီနေ့ပြောချင်တာတော့အမေကျေးဇူးဥစားအမေရဲ့စိတ်ကိုပြောအမေရဲ့စိတ်အဲ့ဒီအမေစိတ်ကအမေမှရှိတဲ့မဟုတ်ဘူးအမေမှရှိနေတာမဟုတ်သားသမီးတွေလည်းအမေစိတ်ရှိတဲ့နေဖခင်ဖြစ်သူเนาะဒီနေ့တကယ်ဥတန်အေးနောက်ပြီးတော့ဒီမိုင်ဒေါခင်စမ်းမြင့်ရဲ့မောင်အကြီးဖြစ်တဲ့တကယ်ဥဆိုအောင်တို့လည်းဒါအမေစိတ်ရှိရမှာပေါ့ပြောမယ်ဆိုရင်ဘုံဘုံကိုယ်တိုင်အဲ့ဒီအမေစိတ်နဲ့နေရမှာအမေရဲ့စိတ်ဒါဖြင့်အဲ့ဒီအမေရဲ့စိတ်ကိုဒီနေ့ဆင်ခြင်ကြရအောင်မေတ္တာတုတ်လူတိုင်းနိဗ္ဗာန်ရတယ်သီရိလင်္ကာနိုင်ငံမှာဆိုရင်တော့ဗုဒ္ဓဘာသာကလေးတိုင်းကျောင်းတက်တဲ့ဗုဒ္ဓဘာသာကလေးတိုင်းသူကအတန်းကျောင်းမှာသင်တာအလွတ်ရတယ်မေတ္တာတုတ်မင်္ဂလာတုတ်ရဲ့မေတ္တာတုတ်ယတနာတုတ်အဲ့သုံးတုတ်သူတို့တွေအလွတ်ရအဲ့တော့မေတ္တာတုတ်ထက်မှာမာတာယထာနိယံဗုဒ္ဓမိခင်စိတ်လို့ထားပါမိခင်ကတူးဒီတော့ရင်သွေးရှိတဲ့မိခင်နမူနာပြောတာနော်ဒါသမီးပဲနှစ်ယောက်ပဲရှိတယောက်တည်းပဲရှိတဲ့မိခင်ရဲ့စိတ်မျိုးထားမှာဒီနေရာမှာသူက attention ကိုပြောတာ focus ကိုပြောတာထမင်းစားနေတဲ့ချိန်မှာအစာအာဟာရပေါ်မှာစိတ်မရှိဘူးလုပ်ငန်းခွင်ထဲမှာစိတ်ရောက်နေဆိုရင် focus ကဒီမှာမရှိတော့ focus ကတခုမကတော့ဟိုရောက်ဒီရောက်ဖြစ်နေအင်္ဂလိပ်လိုပြောရင် scatter ဖြစ်တယ်ခေါ်တာပေါ့ဟိုဒီပြန့်လွင့်တယ်အဲ့ဒါဆိုရင်ဒါအမေစိတ်မဟုတ်ဘူးတဲ့အဲ့ဒါဆိုအမေစိတ်မဟုတ်မြန်မာလူမျိုးတွေနေနဲ့စားတာကဟင်းများတယ်လေ
မြန်မာမှာမဟုတ်ပါအရှေ့တောင်အာရှရဲ့အရှေ့တောင်အာရှရဲ့ယဉ်ကျေးမှုပေါ့ဟင်းခွက်တွေများတယ်တောင်အာရှအနေနဲ့ဆိုရင်တော့သူတို့ကဟင်းတော့အရှေ့တောင်အာရှလို့ပဲအများကြီးချက်ပါတယ်ဒါပေမဲ့သူကတပကံထဲမှာပုံပြီးတော့စားတာအဲ့ဒါကတောင်အာရှအိန္ဒိယရောသီရိလင်္ကာရောနီပေါရောဘုံဘုံရောက်ဖူးတဲ့နိုင်ငံပေါ့အဲ့လိုစားကြတာပါကစ္စတန်တို့မရောက်ဘူးသေးဘူးအရင်သမကြီးပြင့်ပါတယ်မရောက်ပြီပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့မရောက်ဘူးသူတို့တွေဘယ်လို eating habit ရှိတယ်ဆိုတော့ဘုံမပြောပြနဲ့အဲ့တော့ဟင်းအမေများတဲ့ခါကျတော့ဒီတမဲကိုစားနေတော့နောက်တမဲကိုစိတ်ရောက်သွားရင်ပေါ့အဲ့ဒါ distractive ဖြစ်တာ distractive ဖြစ်တယ်ဆိုရင်တူးထီသောရင်သွေးရှိတဲ့မိခင်ရဲ့ attention ကိုမှမရှိတော့အဲ့တော့ကြောင့်ဝင်နေထွက်လေကိုကြည့်ခိုင်းတယ်ဆိုတာဒီနေရာမှာစိတ်နေတတ်အောင်သင်ပေးတာပေါ့ဒီမှာနေတဲ့ခါကျတော့စိတ်ကနေလာဝင်နေထွက်လေမှာနေခိုင်းတဲ့ခါကျမှစိတ်ကတနေရာထဲမှာမရှိမှန်တနေရာထဲမှာမနေမှကိုသိတာမနေမှသိတယ်အဲ့ဒီလိုသိအောင်ဝင်လေထွက်လေမှာနေခိုင်းတာဝင်လေထွက်လေကဒီပင့်ကူအိမ်အနေနဲ့ဆိုရင်တော့အလဲကောင်မှနေပါတယ်အလဲကောင်မှရှိတယ်ပင့်ကူကသူအိမ်တီးစားပြီးပြီဆိုရင်သူပဲမှနေဆိုအလဲကောင်တက်တယ်မှနေ spider so a spider-man Alan spider-man a spider-man I'm talking about a spider forming its web its house ပြီးအလဲကောင်မှနေအလဲကောင်မှနေပြီပြီးတော့ဘာလို့တော့အဲ့ဒီ spider ကငိမ့်ငိမ့်နေတာနော်အဲ့ဒါမိခင်ရဲ့စိတ်ပဲငိမ့်ငိမ့်နေဘာမှမလုပ်တာကိုပြောတာမဟုတ်ဘူးနော်သူက quiet and alert quiet and alert no တိုက်နေတဲ့မိခင်က very quiet ပဲအထူးဖြင့်သူ့ရဲ့ကလေးကသူ့ရဲ့ပေါင်ပေါ်မှာအိတ်နေဆိုရင်ပို့ပြီးတော့တိတ်ဆိတ်တယ်ပို့ပြီးတော့ quiet ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအမေကအယမ်းကိုနိုးကြတယ်အယမ်းကိုနိုးကြတယ်ကလေးကနိုးဝပြီလားမဝဘူးလားကလေးနိုးဆိုတာနိုးထွက်လားမထွက်ဘူးလားကလေးနေကောင်းလားကလေးရဲ့မျက်နှာကိုကြည့်လိုက်အသားတွေကိုကြည့်လိုက်ခြေလက်တွေကြည့်လိုက်တခါကြတော့မျက်စိနဲ့မကြည့်ဘူးခန္ဓာကိုအထီးတွေနဲ့ခံစားလိုက်နှလုံးသားနဲ့ခံစားလိုက်သူရဲ့လက်ထဲမှာရှိနေတဲ့သူရဲ့သားလေးအတွက်သူရှိတဲ့ dedication นี่အဲ့ဒါကို soul dedication လို့ခေါ်တယ်တခုတည်းသော dedication အဲ့ဒီအောင်ပြောတာအာယုတာဧကဗုဒ္ဓမနုရခေအသက်နဲ့တူဒီတော်သားကိုစောင့်ရှောက်တယ်ဆိုတော့ dedication ကို dedication very high dedication very high dedication တကယ်တော့ခင်ဆိုင်မြအနေနဲ့ဆိုရင်တော့သမီးနှစ်ယောက်ရအသက်နဲ့ကြီးမှသမီးနှစ်ယောက်မွေးတယ်လို့ဘုံဘုံပြောပြတယ်မိုင်းအဲ့လိုဖြစ်တဲ့ခါကျတော့သူသမီးတွေပုံမှာသူ dedication ဖြစ်ပုံလေသူပြောပြတာတချို့ကကျတော့သူမပြောပြဘူးသူရဲ့ညီမတွေကပြောကြတယ်နော်သူညီမပြောကလေးကြီးသည်အထိဒီလိုပဲထမင်းခွန့်ချွေး dedication ပြောပါသူမှစိတ်ပြန်လွင်မယ်ဆိုအများကြီးပြန်လွင်စရာရှိတာပေါ့နော် television လုပ်ငန်းထဲမှာလုပ်တာလေနော်တတိယတွေတကဘာလုံးကတတိယတွေကိုကြီးညာတာ announcer အနေနဲ့အဲ့ဒါတွေဖတ်ရတာအရန်ကို distracted ဖြစ်တဲ့နေရာပေါ့တတိယဒါမဲ့အဲ့ဒီနေရာမှာနေပေမဲ့
သူ့ရဲ့မိခင်စိတ်ပေါ့သူ့ရဲ့မိခင်စိတ်မိခင်စိတ်ဆိုတာသူ့မှာဒီသမီးလေးနှစ်ယောက်မွေးလာမှဒီမိခင်စိတ်ရှိတာမဟုတ်ဘူးနော်သူကအကြီးဆုံးမိသားစုထဲမှာအကြီးဆုံးသမီးအနေနဲ့အောက်ကမောင်တွေညီမတွေကြီးတဲ့နေရာမှာလဲသူအဲ့မိခင်စိတ်နဲ့ကြည့်မှာဒါတော့ဒီမိုင်းအန်ဒီဆန်ရဲ့စိတ်ပေါ့နော်မိခင်စိတ်ဖြစ်အောင်သူကြိုးစားပြီးတော့နေသွားတာပေါ့သူမှမိခင်စိတ်ရှိတယ်တမီးကြီးပုံအင်္ဂလန်မှာကျောင်းတက်တဲ့ချိန်အင်္ဂလန်လဲသွားခါကြတော့ဟောတရားစခန်းလို့ရင်ဒီမိုင်းရတရားလာဝင်သူမိတ်ဆွေဒီမိုင်းတော်နာမြတ်ဦးဆိုအန်တီနန်းဘာလို့လာဝင်ကြဖျားဝတ်တဲ့ချိန်တရားထိုင်တဲ့ချိန်တရားဆွေးနွေးတဲ့ချိန်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒီခြားထဲမှာမိဖို့ချောင်းတဲ့ဝင်ပြီးတော့သူတို့တွေချက်ပြုတ်တဲ့ချိန်ဝေစားလုပ်တဲ့ချိန်အဲ့ဒါလည်းရှိအဲ့ဒီအရာအားလုံးကိုမိခင်စိတ်နဲ့လုပ်ရင်ခုမှချက်ပြုတ်တဲ့ချိန်မှာဟင်းတမဲကိုချက်ပြုတ်နေအဲ့ချက်ပြုတ်တဲ့ချိန်ကျက်သွင်းတဲ့လှိချွတ်နေတဲ့ချိန်ဆိုရင်အဲ့မှာပဲစိတ်ရှိတယ်စေးကြောတဲ့ချိန်ဆိုအဲ့မှာပဲစိတ်ရှိတယ်စိတ်ကအဲ့မှာပဲရှိတယ်ထမင်းချက်နေတဲ့အဲ့မှာပဲစိတ်ရှိတယ်ဆိုရင်အဲ့ဒါမိခင်စိတ်ပဲမိခင်စိတ်ပဲဟာဗတ်တက္ကသိုလ်မှာ Professor Alan Langan ဆိုတဲ့ဆရာမကြီးနှစ်90ကျော်လောက်တတိပဋ္ဌာန်သင်ရိုးရိုးရှင်းရှင်းမဟာစီနီးနဲ့တဲ့မဟာစီနီးမင်းကွန်းနီးနဲ့တင်တယ်ပေါ့မှတ်တယ်ဟာ noting ဘာလို့အမှားလို့ mindfulness you just note if you note you see many things new you never get bored note လုပ်တယ် compare လုပ်ဖို့တော့မလိုဘူးတဲ့မြင်သွားတာတန်ဖိုးတွေလည်းမြင်သွားတယ်အဟောင်းတွေလည်းမြင်တယ်အသစ်တွေလည်းမြင်တယ်တရားစကားနဲ့ပြောရင်တော့ပင်ကိုယ်စိတ်နဲ့အပိုစိတ်ဆိုတာလေပင်ကိုယ်စိတ်ကငကိုကလေးဖြူစင်တဲ့စိတ်ပေါ့မျက်စိကနေမြင်တယ်ဆိုရင်မျက်စိကနေပြီးတော့ပန်းမြင်တယ်ဆိုတော့ပန်းမြင်တယ်ဆိုရင်မျက်စိကပန်းမြင်တာသူကကြိုက်တာမကြိုက်တာအဲ့စိတ်မပါသေးဘူးအဲ့ဒါပင်ကိုယ်စိတ်ဒီဟာရဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ် judgment တွေဖြစ်လာပြီဒီ opinion တွေအများကြီးပေါ်လာပြီအရင်တော့တွေ့ဘူးတဲ့ပန်းနဲ့စပြီးတော့နိုင်ရှင်လိုက်ပြီနိုင်ရှင်ပြီးတော့ဒီပန်းကိုဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်အဲ့လိုစဝိပန်ဆိုတယ်အဲ့တော့ opposite တကယ်ဥတန်အေးရဲ့ကြားလား opposite များရင်မိခင်စိတ်အားနေသွားတယ်အမေစိတ်အားနေသွားတယ် dedication နေသွားတာကိုပြောတယ်အန်ဒီစန်တို့ဒီအင်္ဂလန်နဲ့အောက်ဆွဲမှာရှိတဲ့အောက်ဆွဲကျောင်းမှာရှိတဲ့ချိန်ဘုံမိခင်ရဲ့ဘုံမဲတော်ရဲ့နိဗ္ဗာန်လေအလှတွေလောက်တာအဲ့ဒါဘုံကိုယ်တိုင်ပန်းထိုးသူတို့တွေယူလာပေးတဲ့ပန်းဘုံထိုးတဲ့အခါမှာအဲ့ပန်းကိုကြည့်ပြီးတော့ဘုံထိုးတဲ့အပွင့်တွေပေါ့အပွင့်တွေတချို့အယောင်တွေကို6ပွင့်ထိုးတယ်တချို့အယောင်တွေကို9ပွင့်ထိုး9မျိုးတခုအယောင်တွေကို10ပွင့်ထိုးတယ်ဖြစ်ရင်ကြားထဲမှာသူများထိုက်လို့ပဲဖီလာလေးတွေထည့်တယ်အပြင်အန်ဒီဇန်တို့မေးတယ်ဘုံတရားကဟိုတင်ပေါ်အရေးအတွက်တွေမတူတာဒီ6ပွင့်ကတရားကုံတော့ပါတွဲခါတော့ဘဂဝတ္တဓမ္မောဘုံရဲ့မေရောဟိယတ
တရားနဲ့တွေ့တဲ့အခါသူဖြင့်မေရောရတော့မူလမင်းကုံကမထံရိတ်တာနဲ့သူအဲ့ရယောဂီပေါ့ဟောတရားစခန်းနေခရဏဝင်အဲ့လိုတရားနဲ့တွေ့တဲ့ခါကျမှသူကမိခင်စိတ်ပို့ပြီးတော့တောက်ပါလာတယ်အဲ့မတိုင်ခင်ကတော့စဉ်းစားကြည့်ပေါ့ကလေး၈ယောက်ဆိုတော့ဘလောက်အလုပ်ရှုပ်လဲကလေး၈ယောက်နဲ့အလုပ်ရှုပ်တဲ့ချိန်မှာတချို့အချိန်မှာဆိုရင်တချို့အချိန်မှာဆိုရင် pressure တွေများလို့အမေရဲ့ pressure များလို့စကားပြောတာအတန်မြင့်တဲ့ချိန်တွေရှိတယ်။ဗမြင့်သွားတဲ့ချိန်အဲ့အတန်မြင့်သွားတဲ့ချိန်မှာဘုံဘုံရဲ့မေရောကြီးကသူ့စိတ်ထဲမှာအမေစိတ်အားနေသွားတဲ့ချိန်ဒီလောကရဲ့စိတ်ဖိစီးမှု pressure များတဲ့ချိန်မှာတခါလေသူအဲ့လိုဖြစ်သွားတဲ့အခါမှာမကြခင်သူပြန်တရိယာလေသူပြန်တရိယာတဲ့အခါမှာအမေစိတ်ပြန်ဝင်လာဩအဲ့စိတ်ဖြစ်သွားတယ်အဲ့စိတ်ဖြစ်သွားတယ်ဒါမဲ့တရားမဝင်ခင်မှာတော့အဲ့ဒီအမေစိတ်ကိုအားကောင်းအောင်သူမလုပ်နိုင်သေးဘူးအားကောင်းမလုပ်တတ်တဲ့ခါကျတော့သူ့ရဲ့စိတ်ထဲမှာအမေစိတ်လည်းရှိတယ်သမီးစိတ်လည်းရှိဆိုအဲ့နှစ်ခုသူမခွဲနိုင်ဘူးအလုပ်တစ်ခုလုပ်တဲ့အခါမှာpressure များပြီးတော့ short temper ဖြစ်သွားတယ်စိတ်တူသွားတယ်အဲ့ဒါဆိုရင်သမီးစိတ်နော်အဲ့သမီးကိုဘယ်သူဆောင်းရှောင်းအောင်အဲ့သားစိတ်သမီးစိတ်ဘယ်သူဆောင်းရှောင်းအမေစိတ်ဆောင်းရှောင်းကိုတယောက်တည်းမှာပဲနော်ဖုံဖုံနေနေဆိုရင်ဒါဖုံဖုံရဲ့စိတ်ထဲမှာဟိုကသားစိတ်လည်းရှိတယ်သားစိတ်ရှိရင်သူမလုံလောက်ဘူးသားကအမေကိုလုံးရမိခိုးတယ်လေမိဘလုံးရမိခိုးတယ်ငယ်တော့ဆိုရင်ကိုယ့်အကိုလည်းမစားတတ်ဘူးနှိုးတော့မှကိုယ့်အကိုမစွတ်တတ်ဘူးငိုပဲငိုတတ်တယ်နော်အဲ့ဒီဟာတွေအားလုံးကိုအမေကနေစောင့်ရှောက်ရတာဒါဖြင့်စောင့်ရှောက်တဲ့အခန်းကဏ္ဍစောင့်ရှောက်တယ်မွေးမြူတယ်အဲ့ဒီဟာတွေမိဘအခန်းကဏ္ဍပေါ့အမေစိတ်လို့ပြောရင်အဖေစိတ်ပါမိဘစိတ်ပေါ့ဒါဖြင့်ကျွေးမွေးတဲ့ဒီစိတ်ကိုယ့်ရဲ့စိတ်ထဲမှာဒေါသဖြစ်သွားရင်ကလေးစိတ်ဖြစ်သွားရင်ကလေးစိတ်ဖြစ်သွားရင်ကလေးစိတ်ကိုဘာခေါ်တော့မသိစိတ်လို့ခေါ်တာလေ subconscious mind လို့ခေါ်မသိစိတ်လို့ခေါ်ဘုံမာနဖြစ်တယ်ဒေါသဖြစ်တယ်ငါဆိုပြီးတော့ဖြစ်တယ်အဲ့လိုဖြစ်တဲ့အချိန်တိုင်းမှာကိုကကလေးစိတ်ဖြစ်နေအနောက်နိုင်ငံရဲ့အတုံးနဲ့ဆိုရင်တော့ subconscious mind ကလေးစိတ်ဖြစ်နေတာအဲ့ကလေးဒီတိုင်းသူ့ဆောင်ရှိုက်လို့မရှိတော့သူငိုတယ်ပြီးရင်သူစိတ်တိုးတယ်စိတ်ဆိုးတယ်ပြီးသူဘာဖြစ်တော့သူ trauma ဖြစ်သွားတယ်နော်စိတ်ဒဏ်ရာဖြစ်သွားတာပေါ့မြန်မာလို trauma ဖြစ်သွားတယ်အဲ့ဒီဟာကိုပုဂ္ဂိုလ်ရေးရမကြည့်နဲ့ဒီကလေးကဆိုးတယ်ဆိုပြီးတော့မလုပ်နဲ့ personalize လုပ်ရင်အဲ့ဒါကိုတက္ကာဒိဋ္ဌိဖြစ်တယ် personalize မလုပ်နဲ့အင်္ဂလိပ်လိုနဲ့စကားလုံးနဲ့လုံးထည့်ပြောမယ်နော် data နဲ့ identity trauma ဖြစ်တယ်ဆိုအဲ့ traumatic experience ကို data အနေနဲ့မြင်ပါ data အနေနဲ့မြင်နေဆိုရင်တော့အချက်လက်သူရနာလို့နေမှာအချက်လက်လေးတွေအနေနဲ့မြင်တာအောင်တချို့ကြတော့ဒီဟာကိုဒီလိုဖြစ်ရင်ဒီဟာလိုက်လာတယ်ဒီလိုဖြစ်ရင်ဒီဟာလိုက်မလာဘူးအဲ့လို data ရှုထောင့်နဲ့မြင်မဲ့စားပါဒီဟာကငါ့ကိုဒီလိုဖြစ်တယ်ငါ့ကိုဒီလိုလုပ်တယ်ငါဒီလိုခံစားဆိုဘာဖြစ်တော့ငါဖြစ်သွားအဲ့တော့ identity လို့ခေါ်တယ်
data လုံးမဲ့စာ data collect လုံးမဲ့စာကိုကဘာလုပ်လိုက်တော့ identity တိဆောက်လိုက်တယ် identity တိဆောက်တာဥပဲဒါ opposite တွေများတယ်လို့ခေါ် opposite တွေတိုးလာ opposite တွေတိုးလာတယ်ဒါဖြင့်စောပိုင်းကပေးတဲ့ဥပမာဘုံတို့မြန်မာလူမျိုးတွေမှာဒါအရှိတောင်အာရှလူမျိုးတွေမှာဟင်းတွေများတယ်ဆိုဟင်းတမဲကိုချိပြီးတော့ကိုမုဒိတာဖွာနေကိုစိုက်တာလည်းမဟုတ်လေဟင်းတင်ရွက်ဆိုရင်သူများတွေနဲ့စိုက်ပြီးတော့ကိုသွားဝယ်လာစိုက်တဲ့လူတွေကိုတတိရတယ်ချမ်းကြီးတစ်ခုလုံးစိုက်လူတွေဟင်းတင်ရတမျိုးနဲ့မကျေနပ်ခြင်းကို2မျိုး3မျိုးထဲချမ်းပဲနဲ့ချမ်း2ချမ်း3ချမ်းဖြစ်သွားအဲ့ဒါနဲ့ပြီးရောလားမပြီးဘူးစားပါတယ်မစားထုတ်လို့လူတွေအခန်းကဏ္ဍပါတယ်နောက်ဘသူပါတယ်ရေအဲ့ဒီမှာရေထဲတယ်ရန်ကုန်မြို့ဆိုမှာအဝီစီတွင်းတွေအများကြီးပဲအင်္ဂလန်မှာအဝီစီတွင်းတွေတိတ်မတွေ့ဟိုသူမြို့နယ်သူ county ပေါ့နော်သုံးဖို့အတွက်သူတို့ကရေကန်လှုပ်ထားမိုးရေတွေလှောင်ထားတယ်အဲ့မိုးရေသုံးကြတာလေအိမ်တိုင်းရအောင်ပုတ်ပေးတာလေဒီမှာကျတော့မြေအောက် underground water သုံးတာဟောပေးထားတဲ့နာမည်ပါတော့အဝီစီတွင်အဝီစီတွင်ဆိုတော့ဒီမှာနေတော့ဘုံမအဲ့ဒါတွေဟိုအဲ့ဘောနော် I never noticed သတိမပြုမိဘူးပေါ့တခြားနေရအဝီစီတွင်ဘလို့ဘာသာပြောသတိလင်္ကာရောက်လာခါသူတို့ကဟိုအသိမရှိဘူးအဝီစီတွင်အရင်မသုံးဘူးသူတို့လည်းအင်္ဂလန်လူမျိုးပဲဟောသုံးတယ်ရေကန်သုံးတယ်အဲ့ဒါနဲ့ဟိုတန်ရောနေပြီးတော့ဒီမိုင်းတော်နီဆိုတာသူဟိုသူတို့ဆုံးနေလာပေါ့ဒီမိုင်းအဝီစီတွင်အင်္ဂလိပ်လိုဘလို့ခေါ်တော့ရှင်ဖြတ်ကျွတ်ဝဲလို့ခေါ်တာကျွတ်ဝဲကိုပြန်ကျွတ်ဝဲကသူက judgment မပါဘူးနော်ကောင်းတယ်ဆိုရမှာအဝီစီတွင်ဆိုတော့အဝီစီရဲ့နေထုတ်လာတဲ့ရေဆိုတော့အရန်ကိုအားထုတ်ရတယ်အဝီစီဆိုတဲ့နာမည်ထည့်ခါဆိုတော့ကိုကလန့်သွားတာပေါ့ဒီမှာနေတော့မလန့်ပါဘူးလို့နိုင်ကြကြတဲ့ခါကျမှအဲ့ဒါလန့်တယ်အဲ့တော့ဟုတ်ပြောချင်တာကအဲ့ဒီဟင်းကိုမိခင်စိတ်နဲ့ကြည့်မယ်ဆိုရင်ပေါ့ဟိုချမ်းသမားတွေစိုက်ပျိုးသမားတွေကိုလည်းအတိမတ်ပြုလိုက်တယ်ဆိုရခံခံတာအတိမတ်ပြုခြင်းအပြင်ကိုယ်မှာဘာရော့ဆိုဘာမရော့နော်ဘာမရော့ပထမဆုံးတော့ကိုယ်ခံခံတာကိုအတိမတ်ပြုပေါ့ကိုစူးစမ်းပြီးတော့ဒီဟင်းစားခြင်းနဲ့ဒီဟင်းဝယ်နိုင်တယ်အဲ့ဟာကိုအတိမတ်ပြုတယ်ကိုစူးစမ်းမှုကိုအတိမတ်ပြုတယ်အဲ့ဒါမုဒိတာလို့ခေါ်တယ်အဲ့လိုလုပ်တယ်ဆိုရင်ကိုယ့်ကိုမေတ္တာထားတာကိုယ်မေတ္တာထားပြီးရင်စိုက်ပြတဲ့လူတွေပြီးအဲ့ဒီမှာဘာထည့်ခြင်းနဲ့စားထည့်ကြက်သွန်ထည့်တယ်ဒီခဲညင်သီးထည့်တယ်ခဲညင်သီးလည်းနောက်တစ်ချမ်းကြက်သွန်လည်းနောက်တစ်ချမ်းအများကြီးပဲအဲ့ဒီဟင်းတမဲတို့အသုံးပြုလိုက်တဲ့မြေတွေအသုံးပြုလိုက်တဲ့အင်အားတွေအများပဲတေပုတ်ဆောင်ရေးမပါသေးဘူးအဲ့ဒါဆိုရင်အဲ့ဒီဟင်းခွဲ့ထဲမှာပါတဲ့လူတွေရဲ့ကြိုးစားမှုပေါ့စိုက်ပျိုးတဲ့လူတွေကြိုးစားမှုစားထွေးလူတွေကြိုးစားမှုချက်သွင်းနေပါအဲ့သူတို့တွေကြိုးစားမှုတေပုတ်ဆောင်တဲ့နေရာမှာလမ်းဆောက်တဲ့လူတွေရဲ့ကြိုးစားမှုအဲ့လမ်းဆောက်ပစ္စည်းတွေထုတ်လို့တဲ့လူတွေကြိုးစားမှုအဲ့ဒီဟာတွေအားလုံးအဲ့ဒီဟင်းတမဲထဲမှာပါတယ်အဲ့ဒီလိုအတိမတ်ပြုတယ်အမေကသူကလေးမွေးလာပြီဆိုရင်မျက်စိချက်ချင်းမျက်လုံးမမြင်သေးဘူးမျက်လုံးမြင်ပြီဆိုတဲ့ခါတည်း excited ဖြစ်တယ်လေအမေကသူကလေးမျက်လုံးမြင်ပြီ
နောက်လေးဘက်သွားတတ်တယ်ဆိုရင်တခါတည်းပြန်ပြီးတော့အမေနဲ့ဘာဖြစ်တော့ဆိုတခါဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့စိတ်လှုပ်ရှားပြန်နေ့စဉ်ကလေးကဘလောက်လေးလာတယ်နှုတ်ဘလောက်ဆိုးတယ်ဘယ်လိုအိတ်တယ်ကလေးကလမ်းမလျှောက်တတ်သေးဘူးလမ်းတွေ့ရခိုင်းပြီးတော့လမ်းလျှောက်ဖို့ကြိုးစားတယ်လမ်းလျှောက်ဖို့ကြိုးစားလိုက်ပြန်ထိုင်ချလိုက်ပြန်လဲချလိုက်အဲ့ဒီဟာကိုကြည့်နေတာပဲအမေကသူကလေးကြီးလာပြီဒီနေ့ကြီးလာပြီသူကလေးကြိုးစားတယ်အဲ့ဒါတွေကိုအတိမပြုတာလေအတိမပြုတယ်အဲ့ဒါကြောင့်မလို့ကိုထမင်းစားတဲ့အခါမှာအဲ့ဒီဟင်းတမဲထဲမှာပါတဲ့လုံလဝိရိယတွေလုံလဝိရိယစိုက်တူတွေကိုကိုအတိမပြုလိုက်အဲ့ဒါအမေစိတ်ဖြစ်သွားမုဒိတာစိတ်ပဲမုဒိတာစိတ်ပဲကိုတက်ခဲ့တဲ့ကြောင်းအမေစိတ်နဲ့ပြန်ကြည့်ပါကိုတက်ခဲ့ကိုစာသင်ခန်းတွေအဆောင်တွေဘသူတွေတိဆောက်ထားတော့ပြန်ပြီးတော့အတိမတ်ပြုနိုင်တယ်ကိုဆရာမတွေသူတို့တွေဘယ်နဲ့တိုင်းထိအောင်ကြိုးစားပြီးတော့မှဆရာမဖြစ်တော့အဲ့ဒါမျိုးကိုအသုံးပြုခဲ့တဲ့ textbook တွေဘသူတွေရေးတော့ကိုအနေနဲ့ essay တစ်ပုဒ်ရေးရတော့မှတလောက်ခက်တာအဲ့လိုစာအုပ်တော့ရေးဘူးအဲ့ဒါကိုအတိမတ်ပြုနိုင်တယ်ဆိုရင်ကိုဖတ်တာတော့ကျောင်းသားအနေနဲ့စာဖတ်နေတာဒါပေမဲ့စိတ်ကအမေစိတ်ဖြစ်တယ်အဲ့ဒီအမေစိတ်ကိုပဲမြတ်စွာဘုရားကမေတ္တာထဲမှာနမူနာတဲ့မေတ္တာထဲမှာနမူနာကအမေစိတ်ဒါဖြင့်ကိုယ့်ကိုအရင်ဆုံးမေတ္တာထားနော်တကယ်ဥတ္တန်အေးတကယ်ဥစုအောင်တို့ကိုယ့်ရဲ့အတွေးကိုပြန်ပြီးတော့စစ်နိုင်ကိုယ့်အတွေးပေါ်လာတဲ့အခါမှာအဲ့အတွေးကိုစောင့်ရှောက်နိုင်ရင်ပေါ့အဲ့အတွေးကိုစောင့်ရှောက်နိုင်တယ် emotion တွေပေါ်လာတဲ့ emotion စောင့်ရှောက်နိုင်အမေစိတ်ရှိမစောင့်ရှောက်နိုင်ဘူး emotion တွေတော့ဖြစ်နေတယ်အတွေးတော့ဖြစ်နေဆိုရင်အဲ့ကလေးစိတ်ဖြစ်ကလေးစိတ်ဖြစ်နေဒါဖြင့်ဒီနေ့ဒီမိုင်အန်ဒီဇိုင်းကိုအကြောင်းပြုပြီးတော့ဒီမိုင်ဒေါခင်ဆန်းမြေအကြောင်းပြုပြီးတော့ဘုံတို့ဒုက္ခမိခင်ခေါင်းတူဖြစ်သွားတယ်မိခင်ခေါင်းနောက်ဒီနေ့တရားပွဲကိုလည်းပဲသမီးတွေခမကထာလုပ်တယ်အဲ့တော့ဒီနေရာမိခင်ရဲ့စိတ်ဆိုတာကဒီမိုင်ဒေါခင်ဆန်းမြေမှာမဟုတ်တရားနာဘေးတအားလုံးဘုံဘုံအပါဝင်ရှိအမယ်စိတ်conscious mind အဲ့ conscious mind ကိုထပ်ပြီးတော့ဖြည့်လိုက်ရင် compassionate mind compassionate ဖြစ်တယ်ကရုဏာဖြစ်တယ်ဆိုတာက object တစ်ခုသူက dedicate ဖြစ်တယ် dedicated ဖြစ်တယ်အမေကသူ့သားသမီးကိုဘယ်လောက်ထိ dedicate ဖြစ်တော့မေတ္တာတုတ်ထဲမှာရှိတဲ့အတိုင်းကိုတွေးတဲ့အတိုင်းဘဝမှာပေါ့လူဖြစ်ပြီးတော့ကိုယ်မှာ dedicate ဖြစ်เสียမရှိဘူးဆိုရင်အဲ့လူသူ့မှာ legacy တွေခြံထားဖို့ဘာမှမရှိဘူးရောက်ဘူးတဲ့လူတွေအနေနဲ့အားကြစရာပြင်သစ်နိုင်ငံပါရီမြို့မှာလေ Paris မှာကဘာပေါ်မှာတကယ်သမိုင်းသမိုင်းတစ်ခုတည်ဆောက်နိုင်တဲ့လူတွေပဲအဲ့တုတ်တန်မှာထားတာလေနာမည်ကြီးကဘာကျော်တုတ်တန်ဘာဖြစ်လို့အဲ့လိုသူတို့တည်သွားပြီးတဲ့နောက်ပိုင်းသူတို့အဲ့လို honor လုပ်တာတော့ကိုပြုတာဆို dedication တွေအရန်ကောင်းတယ်အသက်ထင်ရှားရှိရင်ကျမ dedication အရန်ကောင်းနော် Oscar Wilde လို့ဆိုရင်သူတို့ရေးတယ်စာ
တချို့လူဆိုရင် piano နဲ့တချို့လူဆိုရင် science ဒီ scientific ဒီ creation တွေတချို့ကြတော့ဆေးပညာလောကမှာတချို့ကြတော့အတွေးခေါ်ဘက်မှာအဲ့ဒီလိုပေါ့အများကြီးပေါ့အများကြီးသူတို့တွေအားလုံးတူတာတော့ dedication အရန်မြင်အဲ့ဒီ dedication မြင့်တဲ့စိတ်ကိုတဲ့ဧဝံပိတပ္ပဗုဒေတုမာနတံဘာဝယေအပရိမဏအဲ့ဒီမိခင်စိတ်ကိုမိခင်ကသူတူရီသောယင်သွေးပေါ်မှာထားတဲ့ dedication အရန်ကိုမြင့်တဲ့ high dedication အဲ့ဒီ dedication ကိုလူတွေအားလုံးကိုမျှဝေပေးပါမျှဝေဆိုတော့ပေးတာမဟုတ်လူတွေအားလုံးလည်းပဲအဲ့ dedication ထားဟုတ်ဘယ်လိုတော့ခရောင်းကကလေးတယောက်အခုကြတော့အကုန်လုံးဆိုဘယ်လိုလုပ်ဖြစ်နိုင်မှာတော့ဒီနေရာမှာ quality ကိုပြောတာ quality ကတော့ one thing at a time focus ကိုပြောတာနော် focus ကိုပြောတာအဲ့ဒီ focus ရှိတယ်ဆိုရင်စိတ်မလေလွင့်ဖို့ဆိုရင်ချစ်တာမုန်းတာကိုယ်စိတ်ကိုအယံကြီးလာပြီးတော့မနှောက်ယှက်နိုင်တော့ဘူးမေတ္တာနဲ့ဒီနေရာမှာမေတ္တာနဲ့အပြစ်မှာချစ်တဲ့ဟာနဲ့ခွဲခြားနိုင်ဖို့မေတ္တာကအယံ dedication များတယ်အယံ dedication မှာလူငယ်တွေပြောနေတဲ့တချို့အချစ်တွေဟာ dedication သိမမြင်ဘူးနော် satisfaction ရှာကြတယ်ကိုလူအချက်တွေအဲ့ဒါမျိုးတွေရှာကြတယ်ပေါ့ဒါဖြင့်မိခင်ရဲ့စိတ်ကသူ့ရဲ့သားကို dedicate လုပ်တယ်ဆိုရင်သူများအတွက်တွေးတာနော်သူများအတွက်တွေးတယ်တခြားလူတွေတွေ့တယ်မိခင်ရဲ့စိတ်အဲ့ဒါကိုပဲကရုဏာလို့ခေါ်တာကရုဏာလို့ခေါ်တာသူကလေးပေါ်မှာကြားရောက်နိုင်တဲ့အန္တရာယ်တွေအခုလောလောလတ်လတ်လဲသူစဉ်းစားတယ်အနာဂတ်တွေလည်းစဉ်းစားတယ်ကလေး7နှစ်ဖြစ်ရင်15နှစ်ဖြစ်ရင်20ဖြစ်ရင်အစိတ်ဖြစ်ရင်30ဆိုရင်အဲ့ဒါမျိုးတွေနဲ့ကလေးငယ်နေသေးတဲ့အချိန်မှာတော့မှကလေးအနာဂတ်ကိုစိတ်ထဲမှာစိတ်ကူးရင်ပြီးတော့တိဆောက်ထားတယ်သူကလေးရှောက်လှမ်းမဲ့အဲ့လမ်းမှာပေါ့ဖြစ်နိုင်တဲ့အနောက်ချက်တွေဂျိုင်းခွက်တွေအဲ့ဒါတော့သူစိတ်ကိုရင် imagine လုပ်ထားပြီးတော့သူကလေးကိုသူပြင်ဆင်ထားပြင်ဆင်ထားတာစင်စီပြီးတော့မြင်းရံနဲ့မြင်ကျင်တယ်ဆိုတာကအကောင်းတကအကောင်းဆုံးမြင်တယ် they want to do their best အဲ့ဒါကိုမိခင်စိတ်ခေါ်တာအကောင်းဆုံးပေးတာကိုပြောတာမဟုတ်ဘူးနော်အကောင်းဆုံးပေးနိုင်အောင်ကြိုးစားတာဒါဖြင့်ဒီနေ့ဘုံဘုံကမိခင်ရဲ့ကျေးဇူးမပြောတော့ဘူးမိခင်စိတ်ကြောင့်ပြောတော့မိခင်စိတ်ကအတိမတ်ပြုတာလေအမေကသူ့သားကိုအတိမတ်ပြုတာလေဟောကြောင်းသွားလိုက်ပြီအမကြောင်းရောက်သွားပြီဒီနေ့ကြောင်းစားတက်ပြီအိမ်ပြန်လာတဲ့ခါကျတော့ဝလုံးတစ်လုံးရေးတက်လာတယ်အမေကပြောနေတာအဲ့ဒါကိုကြည့်ပြီးတော့ပြောနေတာဝလုံးတစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းတစ်မျက်နှာနှစ်မျက်နှာဝါလုံးတွေပဲရေးတယ်ပြောမယ်ဆိုရင်အမေကတူဒီတော့သူ့ရင်သွေးလှုပ်တဲ့များသူဂုံယူတာအတိမတ်ပြုတာဘုံဘုံမေရောကြီးဆိုရင်ကျောင်းမတက်ဘူးစာမဖတ်တတ်စာမတတ်ဒါအောင်ဘုံဘုံတင်တဲ့စာတွေ
အောင်တဲ့စာတွေနေခဲ့တဲ့စာသင်တိုက်တွေတက်ခဲ့တဲ့တက္ကသိုလ်တွေacademic shootout နေပြီးတော့သူ judge လုပ်နိုင်စွမ်းမရှိပေမဲ့သူအနေနဲ့ appreciate လုပ်တဲ့ဟာလေ appreciate လုပ်တဲ့ဘုံဘုံတို့ professor ကြီးတွေ appreciate လုပ်တယ်နဲ့တူတူပဲဘုံဘုံဆရာတော်ကြီးတပါဘုံဘုံဆရာနော်ဆရာတပါအက္ခမပန္တိတဆရာတော်ကြီးပါသာထဖိထပ်သာထဖိထပ်ဆရာတော်ကြီးမဲသာဥစဉ်ဘယ်လိုအနာဂတ်ရှိတယ်ဘယ်လိုသာနာပြုနိုင်မယ်လို့ပြောတယ်အဲ့ဒါကိုဘုံဘုံမေတော်ကြီးဟာသူ့ပြန်တွေးပြီးတော့ဘုံဘုံလုတ်ခဲ့တဲ့ဟာတွေသူနောက်ကြောင်းပြန်လိုက်တော့အဲ့မတိုင်ခင်တော့ဘုံဘုံစာသင်တဲ့တစ်ခုပြီးပဲတစ်ခုတနေရာပြီးတနေရာပြောင်းတာသူသိစိတ်ဝင်စားအဲ့နောက်ကသူစိတ်ဝင်စားတယ်သူစိတ်ဝင်စားရဆိုတာသူဆုံးကနေဘုံဘုံဘယ်လိုထိထုံးဆိုတော့အဲ့ရတဲ့နေမကောင်းပဲလဲနေတယ်မထနေတဲ့ချိန်ပေါ့အမျိုးတွေရောသားသမီးတွေရောသူမေးကြတယ်အမေဘာလုပ်ချင်တယ်ဆိုငါသားဦးစင်းနေခဲ့တဲ့ကျောင်း9ကျောင်းဆုံးခဲ့ချင်9ကျောင်းနေခဲ့တဲ့စာသင်တဲ့9တိုင်သူမမိတာကိုပြောတာဘုံဘုံနဲ့ရင်းနှီးတဲ့တချို့တကားတွေမမေ့အဲ့ကျောင်း9ကျောင်းအမေကအဲ့ကျောင်း9ကျောင်းဆုံးခဲ့ချင်တယ်အဲ့ဆုံးကတ်နေတဲ့အချိန်မှာအမသွားပြောတယ်အမေအခုချိန်မှာဆုံးကတ်နေတဲ့အာယုံပြုပါဆိုတော့သူလုံးဝနေမကောင်းဘူးလက်လုံးဝမလှုပ်နိုင်တဲ့အမေကလက်မြောက်ပြီးတော့လေသူ့နဖူးပေါ်မှာတင်တာတနားလောက်ကြာအမေစိတ်ပြောပါတယ် dedication ကောင်းပုံတမာတိဒီတရားစကားနဲ့ပြောတမာတိကောင်းပုံအဲ့ဒီအနေပြီးတော့အင်အားတွေလာအင်အားတွေပြန်ဖြစ်လာဒီဆုံးခါနီးသူcirrhosis ဖြစ်ပြီးတော့ဆုံးတာပေါ့ဝေဒနာကအရန်ပြင်းတယ်ဘုန်းတော်ဒီ pain killer တွေပေါ့ pain killer တွေမျိုးပေါ့ထိုးဖို့ရောနောက်ပြီးတော့ကတ်ဖို့ရောတောက်ဖို့ရောအမျိုးစင်ကာပူကနေရောဘန်ကောက်နေရောအသင့်ဖေးတာသူတခါပဲတောက်တယ်တောက်ပြီးတော့အဲ့ဆေးရပါဆေးတော့အဲ့ဒါအနာတတဆေးအဲ့ဆေးတောက်ကြတဲ့တရားမှတ်တာခေါင်းမကြည့်ဘူးတဲ့နောက်မတောက်တော့နော်ဒီနေ့ပြီးဒီနေ့တိုးလာတဲ့ဝေဒနာအဲ့ဝေဒနာကိုသူကမင်းကွန်မူလမင်းကွန်ကမ္မထန်တိုက်ထဲမှာသင်ပေးတဲ့ဝေဒနာမှတ်နေတတိပဋ္ဌာန်ဝေဒနာမှတ်နေပေါ့အဲ့နီးနဲ့မှတ်သွားတာတမာတိကကောင်းတဲ့ခါကျတော့နားတယ်ဆိုတဲ့စိတ်ပေါ့နားတယ်ဆိုပြီးတော့သွားပြီးတော့ပေးတဲ့ပညာစိတ်တင်ညာစိတ်အဲ့တင်ညာစိတ်ကိုနောက်တစ်ဖက်ကဝေဒနာဒါဝေဒနာဆိုတဲ့တတိတရားအဲ့စိတ်နှစ်စိတ်နော်တကူကနာတယ်ဆိုပြီးတော့ညီးတဲ့စိတ်နောက်တကူတရားကဝေဒနာဆိုပြီးတော့မပြတ်အောင်မှတ်တဲ့စိတ်အဲ့မှတ်တဲ့စိတ်ကမိခင်စိတ်နာတယ်ဆိုပြီးတော့ညီးတဲ့စိတ်ကကလေးစိတ်ကလေးစိတ်အဲ့ကိုတရားထိုင်တဲ့အခါမှာဝေဒနာနဲ့အရာတိုင်းတာတယ်လေ we measure everything with pain ဝေဒနာနဲ့တိုင်းတာတဲ့အခါမှာမိနစ်20တချို့ဆိုရင်နိုင်ဝက်တချို့ဆိုရင်45မိနစ်တချို့ဆိုရင်တနာရီတချို့တနာရီခွဲတစ်ချိန်မဟုတ်တစ်ချိန်ဒီခန္ဓာကိုသူဖောက်ပြန်တာကိုမြင်ရတော့ခန္ဓာကိုဒီရုပ်ခန္ဓာကိုဖောက်ပြန်တဲ့အခါမှာစိတ်ကသွားပြီးတော့တုံ့ပြန်တယ် reaction လုပ်တယ်ရုပ်က
အကြောင်းပေါ့ဖောက်ပြန်တဲ့ယုတ်ကအကြောင်းသွားပြီးတော့တုံးပြန်တဲ့စိတ်ကနန္တရားကအကျိုးပေါ့ဒီနေရာအဲ့ဒီနေရာမှာသွားပြီးတော့တုံးပြန်တဲ့စိတ်ကလေးစိတ်ပဲရှိသေးတယ်ဆိုရင်သူညှဉ်းညူတဲ့စိတ်ဖြစ်သွားဒီဟာအရာနာလွင့်ဆိုပြီးတော့သူတရားထိုင်တယ်ရက်တယ်ဆက်မလို့တော့စစ်တပ်ချနေချတာအဲ့လိုမဟုတ်ပဲအဲ့ချိန်မှာမိခင်စိတ်ဆိုတဲ့ဒိဗ္ဗရန်စိတ်ဝင်လာဒါဝေဒနာဒီဟာကညှဉ်းညူနေတဲ့စိတ်ဝေဒနာမကြိုက်တဲ့စိတ်ဒီဟာကဝေဒနာကိုပျောက်စေခြင်းတဲ့စိတ်ဒီဟာဝေဒနာပျောက်ခြင်းနဲ့မပျောက်လို့ disappointed ဖြစ်တဲ့စိတ်ဖြစ်တဲ့စိတ်ဒီဟာတွေအားလုံး reaction အဲ့လိုမြင်နေဆိုရင်တော့ကလေးနဲ့မိခင်နဲ့အတူတူရှိနေကလေးနဲ့မိခင်နဲ့အတူတူရှိရင်လေရုရှားနိုင်ငံရဲ့ချက်ချန်နဲ့ကပ်နေတဲ့ပြည်နယ်တစ်ခုအဲ့မှာလူ300ကျော်လောက်ကိုတဏှာသမားတွေကတခါဝါလုပ်တယ်kidnap လုပ်တယ်မူလတန်းကျောင်းတစ်ကျောင်းထဲမှာထားတာရက်တဲ့အကြာကြီးပဲတောက်ဆရာရေလည်းမစားဆရာဟောလည်းမရှိဘူးစားဆရာလည်းမရှိအဲ့မှာကလေးလည်းအများကြီးပါတယ်သူတို့ရေးတဲ့ဟာဘုံပြန်ဖတ်ကြည့်တယ်လေကလေးတွေကမကြောက်ဘူးဘာလို့သူတို့နာမှာအမေရှိနေအမေတွေကတော့ကြောက်တာပေါ့တနတ်သမားတွေစားဆရာလည်းမရှိကလေးကတော့အဲ့မှာဆော့လိုက်ပြီးရင်အိတ်လိုက်ပြီးအမေနာမှာဆိုတော့အမေရှိရင်လေသူ့စိတ်ထဲမှာ secure ဖြစ်တယ်ဒီတိုင်းမှာပဲဘုန်းတော်ဝေဒနာဘလောက်ပဲပြင်းနေအဲ့ဒီအချိန်မှာအမေဆိုတဲ့ mindfulness တတိစိတ်အမေဆိုတဲ့ကရုဏာစိတ်အမေဆိုတဲ့မေတ္တာစိတ်အဲ့စိတ်တွေရှိရင်စီဒီဟာခံနိုင် trauma ဖြစ်မသွားဘူးမဟုတ်ဘူးဆိုရင် trauma ဖြစ်တယ် traumatic ဖြစ်တယ်မိခင်စိတ်အရေးကြီးဖို့ပြောပါတယ်လူတိုင်းကိုယ့်ရဲ့နှလုံးသားထဲမှာကလေးစိတ်လည်းရှိတယ်မိခင်စိတ်လည်းရှိတယ်အဲ့မိခင်စိတ်ကိုအားပေးရတာအဲ့မိခင်စိတ်ကိုပွားများပေးရတာ cultivate လုပ်ပေးရအဲ့ဒီလိုလုပ်ပုံလုပ်နည်းကိုပဲဗုဒ္ဓတရားတော်လို့ကတခါပြမစုလို့ခေါ်လိုက်တခါကြတော့တတိပဋ္ဌာန်လို့ခေါ်လိုက်နာမည်တွေပေးတာပေါ့ဒါချုံလိုက်တော့မိခင်စိတ်ပဲအဲ့မိခင်စိတ်ကသူ့ကိုယ်သူပြန်ပြီးတော့မြင်နေဆိုရင်တော့သူ့ကိုယ်သူပြန်ပြီးတော့စောင့်ရှောက်တတ်တဲ့မိခင်အဲ့ဒါဆိုရင်တကယ်တတိတရားထဲဝင်သွားတယ်ဒါတော့ဝိပဿနာကျင့်ကြံဖူးတဲ့ပုဂ္ဂိုလ်နေနဲ့မိုးကုတ်ဆက်ဝိုင်းမိုးကုတ်ဆရာတော်ကြီးအဖြစ်ဒီသူနေဆုံးမချက်နေနေဆိုရင်တော့ရှေ့စိတ်ကိုနောက်စိတ်ကမြင်နေခြင်းပထမဆုံးတော့ရှေ့စိတ်ကကလေးစိတ်ဖြစ်နေနောက်စိတ်ကမိခင်စိတ်ဒါပေမဲ့အဲ့ဒီမိခင်စိတ်ကဖြစ်တာများတဲ့ခါကျတော့မိခင်စိတ်တွေပဲဆက်ပြီးတော့ဖြစ်သွားခါကျတော့ရှေ့စိတ်လည်းမိခင်စိတ်နောက်စိတ်လည်းမိခင်စိတ်အဲ့လိုဖြစ်သွားရင်တော့တဲ့တန်တရားကနေလွတ်မြောက်ဖို့နေသွားပြီမိခင်စိတ်နဲ့နော်မိခင်စိတ်နဲ့ဘာဖြစ်လို့တော့ဆိုတော့မေတ္တာသုတ်ထဲမှာပဲတေထင်္စအနုပကမ္မသီလဝါဒတနေနသံပန္နောအဲ့ဒီနေရာမှာသမထနေပြီးတော့ဝိပဿနာကူးတဲ့နေရာလေးရှိတယ်အဲ့ဟာကိုစာစကားပြေစကားနဲ့မပြောဘဲနဲ့ခဏတော့ကအသုံးပြုတယ်အင်္ဂလိပ်စကားနှလုံးနဲ့ပြန်ဆိုရင်တော့ဖြစ်နေတဲ့စိတ်ညှဉ်းညူတဲ့စိတ်ပဲဖြစ်ကြိုက်တဲ့စိတ်မကြိုက်တဲ့စိတ်ချစ်တဲ့စိတ်မုန်းတဲ့စိတ်ကျဉ်တဲ့မကျဉ်တဲ့အဲ့စိတ်တွေအားလုံးကို data အနေနဲ့ပဲကြည့်ပြီးတော့ identity မတည်ဆို identity အနေနဲ့မကြည့်ဘူးဆိုရင်တေထင်္စအနုပက္ခမတက္ကဟဒိဋ္ဌိကို
မလိုက်တော့တက်ခါတိနောက်ကိုမလိုက်တော့တက်ခါတိကဒီလိုကိုယ့်ရဲ့ရှေ့မှာအကောင်ထဲနဲ့မြင်ပြီးတော့ဒီလိုထွက်ပြေးရတာမဟုတ်ဘူးစိတ်ထဲမှာဖြစ်တဲ့ habit တခုပြောတာ mental habit ကို psychological habit စိတ်အကျင့်တခုပြောတာဒါဖြင့်ကိုမေးရမှာကဒီအတွေ့အကြုံကို identity အနေနဲ့ယူနေပြီလားဒါမှမဟုတ် data အနေနဲ့မြင်ပြီလားအဲ့ဟာလေးပဲမေးဖို့ identity ကိုအတ္တလို့ခေါ်တယ်နေရာတိုင်းမှာငါကြည့်ပဲငါတရားတောက်တယ်ငါတရားကြိုက်တယ်ငါတရားမကြိုက်ဘူးကြိုက်တာလဲငါပဲမကြိုက်တာငါအကုန် identity တွေဖြစ်ကုန် identity တွေဖြစ်ကုန်အဲ့ဒီ identity ရှိတဲ့ခါကျမှ identity ပုံစံမျိုးနဲ့ကြီးတဲ့ခါကျမှဘုံတို့ကဘာဖြစ်တာဆိုတော့တရားနဲ့တရား clash ဖြစ်တယ်ပฏิบัติခါဖြစ်တယ်ဟောသူဤသားတော်ဆက်တဲ့မိခင်နဲ့သားသမီးတွေလည်းပဲအပြစ်မှာဖြစ်တယ်ဘာဖြစ်လို့တော့အဲ့ချိန်မှာသွေးသားအနေနဲ့ကတော့ဒါကအမေဒါကသားသမီးဒါပေမဲ့စိတ်အနေနဲ့ကြည့်မယ်ဆိုရင်တော့နေရာစလုံးကလေးစိတ်ပဲနေရာစလုံး subconscious mind ပဲနေရာစလုံးတတိကင်းတဲ့စိတ်ပေါ့ mindfulness မရှိတဲ့စိတ်ပဲနော်အပြင်းနေကြည့်တော့ဟုတ်မှတ်ဖို့နဲ့မှကြည့်တော့ဒါကမိဘဒါကသားသမီးပေါ့ဒါမိဘသွေးသားအနေနဲ့မိဘဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲမိခင်စိတ်အားနေသွားတဲ့ချိန်မိခင်စိတ်အစားအပိုစိတ်တွေလွန်မိုးတဲ့ချိန်အဲ့ချိန်မှာဆိုရင်ကိုယ်သားသမီးကိုလည်းကိုကကလေးတယောက်လိုပဲပြန်ပြောမှာ identity ရှုထောင့်နေပြီးတော့ငါမလေးစားခေါင်းတာဆိုငါလှုပ်လိုက်ရင်လေဘာဖြစ်သွားတော့ကလေးပဲဖြစ်သွားတာကလေးဖြစ်ဒါကြောင့်မြတ်စွာဘုရားတက္ကာဒိဋ္ဌိမြင်အောင်ကြည့်ပါတက္ကာဒိဋ္ဌိမြင်အောင်ကြည့်ပါဆိုတက္ကာဒိဋ္ဌိပယ်တာလေသူကလောဘမပယ်ရသေးဘူးဒေါသမပယ်ရသေးဘူးနော်မောဟမပယ်မာနမပယ်ရသေးဘူးအဲ့ဒီဟာတွေဒီလောက်ထိအရေးမကြီးဘူးလုံးဝအရေးမကြီးတာတော့မဟုတ်ဘူး secondary လုံးဝအရေးကြီးတာလို့ဒီတက္ကာဒိဋ္ဌိနေရာတိုင်းမှာ identity အနေနဲ့မြင်တယ် identity နဲ့မြင်အဲ့ဒါကြောင့်မလို့တူတီတော့ရင်သွေးရှိတဲ့မိခင် identity မဖြစ်အောင်သူပါလို့လူအများလူတိုင်းကိုသူ့ရဲ့သားသမီးလိုမြင်ရမယ်ဒါဖြင့်ကိုယ့်ရဲ့ကလေးကစာများလို့နော် pressure ဖြစ်တဲ့ဆိုရင်တခြားကလေးတွေကိုသတိရလိုက်။အော်ကြောင်းသွားနေတဲ့ကလေးတွေဒီကလေးလေ pressure ရှိမှာပဲသူလည်းရှိမှာအဲ့ကလေးတွေကိုမသိပါဘူးလူချင်းမသိပါနာမည်လည်းမသိဘူးဘယ်သူမိသားသမီးဆိုလည်းမသိဘူးအဲ့စိတ်ဖြစ်မိတော့ empathy ခေါ်တာလေကိုချင်းစာစိတ်ခေါ်တယ်အဲ့ကိုချင်းစာစိတ်ကအမေစိတ်ပဲအမေစိတ်ပဲသီလအားလုံးကအဲ့ဒီ empathy အခြေခံတာအဲကိုချင်းစာစိတ်အခြေခံဒါဖြင့်အမေစိတ်ထဲမှာဘာတွေ့တော့သီလတွေအကုန်အဲ့ဒီမှာစိုးဖိုင်းရတော့သမာဓိပေါ့သမာဓိတွေမကဘူးဘာဝနာဓိသမာဓိနဲ့ပညာဓိအဲ့ဒီမှာမေတ္တာစိတ်ရှိတယ်ဆိုတော့ဘုံပြောပြချက်မယ်ဆိုရင်တော့အများကြီးချက်စရာရှိတာပေါ့ဒါဒီနေ့တော့နော်ဒီနေ့တော့အတိမတ်ဖြူတဲ့အနေနဲ့နှစ်ခုအတိမတ်ဖြူခိုင်းထားအကုန်လုံးအန်ဒီဇိုင်းကိုတည်ရလို့ပထမဆုံးတော့ကိုဘဝမှာကိုကြိုးစားခဲ့တဲ့အရာ၃ခုပြန်တွေ့နော်ဘာကြိုးစားလို့ဘာစာမဲ့အောင်ခဲ့ဘယ်လိုကြိုးစားလို့ဘယ်လိုလုပ်ငန်းတွေအဆင်ပြေခဲ့တယ်ဘယ်လိုကြိုးစားလို့ဘာအလုပ်တွေတက်ခဲ့တယ်အဲ့ဒါမျိုးတွေပေါ့ဒါမဟုတ်နဲ့ပဲဘသူအတွက်ဘာလုပ်ပေးတယ်ဘာလုပ်ပေးတယ်အဲ့ဒါမျိုးတွေ၃ခုလောက်စဉ်းစားပေးပါစဉ်းစားပေးနော်စဉ်းစားပေးပြီဆိုရင်နောက်ထပ်၃ခုကတော့အန်ဒီဇန်ကိုအတိမတ်ပြုမိုက်တော့ခင်စမ်းမြင်ကိုတိတဲ့ပုံစံမြင်ပေါ့ဘုံလည်းပဲတရားထိုင်မယ်တရားထိုင်တဲ့ကပထမဆုံးဘုံနဲ့ကို
ကျိုးစားပြီးတော့ဒါနာပြုခဲ့တဲ့ဟာသုံးခုဘုံဘုံတွေးမှတွေးပြီးတော့အဲ့ဒါမုဒိတာလို့ပြီးရင်တက္ကမကြီးအန်ဒီဆန်သူဒါနာပြုခဲ့တဲ့ဟာတွေဘုံဘုံတိတလောက်ပေါ့သူနဲ့စတင်တိလာတဲ့ချိန်မှာဘုံဘုံအဲ့ဒါပြန်တွေးမယ်ခဲမုဒိတာတရားထိုင်ကြရအောင်နော်9မိနစ်လောက်တရားထိုင်မယ်တင်ပြင်းခွေထိုင်ပါတရားထိုင်မယ်တခိုင်ဥတ္တန်အေအနစ်ငါတင်ပေါ်ပေါ်မှာအင်ဂျင်နီယာချုပ်နေအချုပ်ဖြစ်သည့်အထိနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့ကြိုးစားခဲ့တဲ့အဲ့ဒါပြန်တွေးပါအတိမပြုတင်ပေါ်ပြန်မြင်စက်ကြီးတင်ပေါ်စက်ကြီးပြန်မြင်ကိုအလုပ်လုပ်တာပြန်မြင်တင်ပေါ်တစီပြီးတစီတခိုင်ဥစုအောင်နဲ့ဒီတိုင်းပဲအကြီးဆုံးမောင်အနေနဲ့ကိုယ့်ရဲ့အခန်းကဏ္ဍကိုဖြတ်တန်းခဲ့တဲ့အခန်းကဏ္ဍပြန်မြင်ပါတရားညီကိုမောင်နှမတွေဒီနေ့ဒီမှာရှိတာပဲဖြစ်ဖြစ်မရှိဘဲနဲ့ဒီတရားကိုနောက်ပိုင်းမှာပြန်နာတာပဲဖြစ်အကုန်လုံးကြိုးစားကြတာအကုန်လုံးကြိုးစားကြတာတမီနှစ်ယောက်ရောမြေတွေရောဒူတဲ့ဒူမတွေရောဟိုအင်္ဂလန်မှာရှိနေတဲ့အငယ်ဆုံးညီမတော်လေးတူရောပထမဆုံးကိုယ်တိုင်ကြိုးစားခဲ့တဲ့အရာ၃ခုတတိယပါပြီးရင်အမကြီးဆိုပြီးတော့အကုန်လုံးမိသားစုအားလုံးဝိုင်းတည်နေတယ်ဒီမှာဒေါက်ခင်ဆန်းဖြင့်ကြိုးစားမှု၃ခုကိုတတိယပေးပါ
ခြားလူတွေအခန်းကဏ္ဍစိုက်ပျိုးသူအခန်းကဏ္ဍစာချက်တဲ့လူတွေအခန်းကဏ္ဍတေဖို့ဆောင်ပေးတဲ့လူတွေအခန်းကဏ္ဍရက်စစ်မီရေသူတို့ရဲ့အခန်းကဏ္ဍတွေပေါ်ပေါ်တန်တန်မထားဘဲနဲ့အတိပေါ်ပေါ်တန်တန်ထိုင်တဲ့ဘဝကပေါ်ပေါ်တန်တန်ဖြစ်သွားမယ်ဘာပဲရရကိုဘယ်လောက်ထိပဲစီးပွားရေးမှာအောင်မြင်ပိုက်ဆံဘယ်လောက်ပဲများလာစိတ်ထဲမှာတန်ဖိုးရှိတယ်မခံစားရဘူး satisfaction မရဘူးလေးနေတဲ့ကျင့်နေမှုမရဘူးဘာဖြစ်လို့လဲဆိုတော့ရှိတဲ့အရာတွေကိုကိုကလေးနဲ့မမြင်လို့အဲကြောင့် handmade ထဲမှာရှိတဲ့ပစ္စည်းတွေအဲ့ဒီမှာပါဝင်တဲ့မေတ္တာလက်တွေကိုမြင်အောင်ကြည့်ပြီးတော့အတိမတ်ပြုမယ်ဆိုရင်ဘဝရဲ့တန်ဖိုးအစာပေါင်းများစွာတက်သွားမယ်နော်အဲ့ဒီလိုအတိမတ်ပြုတာမိခင်စိတ်ပါဒီမှာတော့မုဒိတာလို့ခေါ်တာပေါ့မိခင်စိတ်ကိုဝတ်တဲ့အဝတ်စားထုတ်လုပ်တဲ့လူတွေကုန်ကျန်းထုတ်လုပ်တဲ့လူတွေကုန်ချောထုတ်လုပ်လူတွေဒီဇိုင်းလုပ်တဲ့လူတွေလူတိုင်းဝယ်နေအောင်ဆိုပြီးတော့များဆက်နေများထုတ်နေအောင်ဆက်တီထွင်းတဲ့လူတွေများထုတ်တဲ့ခါကျတော့သူစေးချိုးလက်နဲ့လှုပ်တယ်နည်းနည်းပဲထုတ်နိုင်တယ်ဆိုရင်ဈေးကြီးအဲ့ဒီလိုအတိမတ်ပြုတာအခုသဗ္ဗုတိရိဓမ္မမှာတရားနာနေဒီဓမ္မကြီးဖြစ်မြောက်အောင်ပါဝင်တဲ့လူတွေအားလုံးဆောက်လုပ်ရေးပိုင်းဆိုင်ရာစီမံရေးပိုင်းဆိုင်ရာတန်ရှင်းရေးပိုင်းဆိုင်ရာ maintenance management အကုန်လုံးအတိမတ်ပြုလိုက်ရင်သူတို့တတိယရင်ဒီဟောရတဲ့မှာထိုင်ရတာစိတ်ကပီတိတွေနဲ့ပြည့်အခုတခါတခါမိုင်းဒေါခင်ဆန်းမြင့်အန်တီဆန်းအကြောင်းတွေ့ပြီးပါသူဘဝမှာသူကြိုးစားသွားတာတချို့ကတော့အနောင်စာအနေနဲ့တွေ့တယ်တနေ့အနောင်စာအလုပ်လုပ်မယ်ဆိုရင်သူပြုပြင်ရတဲ့ဟာပြင်ဆင်ရတဲ့ဟာတစ်ဘက်ကအလှပြင်တာရောတစ်ဘက်ကလေ့ကျင့်ရတာရောအဲ့ဒါတွေတနိုင်ငံလုံးအတိမတ်ပြုခံရတဲ့အနောင်ဆက်တရားအနေနဲ့သူရဲ့ခန်းကဏ္ဍတွေအများကြီးပေါ့သမီးကြီးဆိုတဲ့ခန်းကဏ္ဍအမကြီးဆိုတဲ့ခန်းကဏ္ဍမြေဆိုတဲ့ခန်းကဏ္ဍမြေလည်းဖြစ်ခဲ့တယ်ဇနီးတို့ဆိုတဲ့ခန်းကဏ္ဍအမေမမီဆိုတဲ့ခန်းကဏ္ဍနောက်ဆုံးကျတော့အဖွားဆိုတဲ့ခန်းကဏ္ဍတငယ်ချင်းဆိုတဲ့ခန်းကဏ္ဍအနောင်စာဆိုတဲ့ခန်းသူမှရိုးတွေအများကြီးရထားတယ်သူဘဝမှာ aspect တွေရှုထောင့်တွေအများကြီးရှိတယ်
ဘသူနဲ့ဆိုရင်သူ့ရဲ့ role ကဘယ်လိုအဲ့လိုဘုံဘုံတို့နေနဲ့မြင်လာတော့ဒီမိုင်အန်ဒီဆန်ကပြည်တွင်းပြည်ပဌာနပြုပုဂ္ဂိုလ်တူပဲအင်္ဂလန်ရောက်တော့အဲ့မှာလေကိုတွင်ကိုပါဌာနပြုတယ်ကိုယ်တိုင်လည်းတရားထိုင်တယ်လူငယ်တွေတရားထိုင်အောင်လည်းပဲစီယုံတယ်ဝါဝိစာလုပ်တယ်လှူတယ်တန်းတယ်အဲ့ဒါပြည်ပမှာဌာနပြုတယ်ပြည်တွင်းဌာနပြုတာတော့ပြောစရာမလိုပြည်တွင်းမှာအနေများတော့တခုခုကောင်းတဲ့တဲ့ရှိမယ်ဒါမှမဟုတ်စားစရာကောင်းလေးရတာရှိတဲ့စားလေးရှိမယ်မဟုတ်လည်းပဲကောင်းတဲ့တရားလေးတွေနားရတယ်ဆိုရင်တငယ်ချင်းတွေကိုသတိရမျက်လုံးဖွင့်လို့ရပါပြီတရားထိုင်လို့ပြီးပါနိဂုံးချုပ်နေနဲ့နိဂုံးချုပ်နေနဲ့ဘုရားတပါးတို့ပြောင်းသွားတဲ့သူကိုတတိယတဲ့အခါမှာနှမျိုးရှိတယ်တခုကတော့ကိုယ်အတွက်နောက်တစ်ခုကတော့သွားလေးသူအတွက်သွားလေးသူအတွက်ဒီနေရာမှာဒီနေ့ဆိုရင်တော့ဒီမိုက်တော့ခင်စားမြအနေနဲ့ဆိုရင်တော့သူ့ရဲ့ကြိုးစားမှုတွေကိုပြန်တရိယာပြီးသူ့ဂုံယူတယ်သူ့ဂုံယူတယ်ပါဠိလိုပြောရင်တော့အနုမောဒနာဖြစ်တယ်ပေါ့အဲ့ဒီအနုမောဒနာဖြစ်တဲ့စိတ်ဂုံယူတဲ့စိတ်နဲ့မှသူ့ကိုအမြဖေးဝေလို့အမြရတာအင်္ဂလိပ်လိုသူတို့တွေယူလို့ချီခေါ်တဲ့ဟာလေဗုဒ္ဓဘာသာမှာကျတော့အနုမောဒနာခေါ်တယ်ဘဝတစ်ပါးသို့ဖြောင်းသွားသူအကြောင်းတွေးတယ်ဆိုရင်ကောင်းတာတွေတွေးပြီးတော့ဂုံယူနိုင်သည်ထိတွေးပါဂုံယူနိုင်သည်ထိတွေးပါဒီအကြောင်းကိုပဲကိုယ့်အတွက်တွေးတဲ့ခါကျဘယ်လိုတွေးရမှာဆိုတော့တန်ဝေကရအောင်တွေးရမယ်မနေ့ကဇန်နဝါရီလ21ရက်ဆုံးနေဆိုတော့ဇန်နဝါရီလ1ရက် New Year Day မှာအန်ဒီဇန်ရှိနေတယ်နောက်တစ်ပတ်ထိရှိနေတယ်နောက်နှစ်ပတ်ထိရှိနေသုံးပတ်ပြီးတဲ့အခါကျမှဆုံးသွားတယ်ခုကျတော့အတူတူဒီမှာတရားနာလို့မရတော့ဘူးမိသားစုနဲ့ခါတိုင်းဆိုရင်ရှိနေပြီးတော့တရားနာတဲ့အခါသူခေါ်သွားတဲ့စီယုံနဲ့ခုတော့မရှိတော့ဒီတိုင်းပဲနေမြင်ညပြောက်လူဘဝမတည်မြဲဘူးအမြဲတမ်း one way ရှေ့တလန်းနဲ့သွားတာဇာတိစရာဖြာတိမရဏဇာတိကနေပြီးတော့ဇရာအိုခြင်းနောက်ဖြာတိတခါနေမကောင်းဘူးမရဏနောက်ဆုံးကြတော့သိတယ်ဒါကြောင့်သာဝေခါပြဒီလိုအောက်မေ့တတ်တယ်ဆိုရင်တောင်းတယုံမာနမဖြစ်ဘူးငါမှန်ရမယ်သူမှားမယ်အဲ့ဒီလိုတင်းခဏတယ်မရှိဘူးသိခြင်းတရားကိုမေ့တဲ့ခါကျမှဖြစ်တာဒါဖြင့်ဘဝတစ်ပါးသို့ပြောင်းသွားသူကိုသတိရတဲ့ခါမှာသူ့အတွက်နဲ့ကိုယ့်အတွက်အဲ့လိုသတိရမယ်သူ့အတွက်ဆိုရင်တော့သူကောင်းတာလုပ်ခဲ့တဲ့ဟာသူကြိုးစားခဲ့တဲ့အဲ့ဒါလေးသတိရပြီးတော့မုဒိတာပွားမယ်ပြီးတော့အမြဖေးဝေရမယ်
မုဒိတာစိတ်နဲ့မှအမြပေးဝေလို့ရအဲကြောင့်သာဓုအနုမောဒနာသာဓုဆိုတာကောင်းတာမြင်တာအနုမောဒနာဆိုတာကကောင်းတာကိုခံစားတာ feeling အဲသာဓုအနုမောဒနာမရှိပဲနဲ့ရေစက်ချိုင်ရေပဲကုန်တာပေါ့ရေပဲကုန်သူက mind training ကိုစိတ် training လုပ်တယ်အဲ့ဒါကသွားလေသူအတွက်တွေးတယ်ကိုကြံရစ်သူကိုအတွက်တွေးတာကြတော့တန်ဝေခံဖြစ်အောင်တွေးရမယ်ငါလည်းပဲဒီနေ့ကျရင်ဒီလိုပဲကိုအကြောင်းပြုပြီးတော့သူများရင်တရားလာနာကြအဲ့ချိန်မှာကျတော့ကိုယ်တိုင်ကြတော့မနာနိုင်တော့အဲ့ချိန်မတိုင်ခင်ဆိုဘာလုပ်ရမှာတော့ဆိုဒီအသက်ရှင်နေတဲ့အချိန်နေ့ရက်တွေတန်ဖို့အမြင့်ဆုံးဖြစ်အောင်လုပ်ရမယ်တန်ရတန်ချက်ဒီ trauma တွေနည်းအောင်လုပ်ရမယ်ကလေးစိတ်နဲ့မိခင်စိတ်နဲ့ဆိုရင်မိခင်စိတ်မြန်မြန်ဖြစ်အောင်ကလေးစိတ်ရရှိနေရကလေးစိတ်ဖြစ်လာတိုင်းမိခင်ကစောင်းရှောက်မိခင်ကစောင်းရှောက်အဲ့လိုစောင်းရှောက်တယ်ဆိုရင်တော့မိခင်ကတော့သူ့ကလေးအတွက်ဆိုရင်သူကစောင်းရှောက်တယ်တတ္တိရှိတယ်အမျိုးမြင်ရှိတယ်အကြံဉာဏ်ကောင်းတယ်အကုန်လုံးအဲ့ဒီ quality တွေအကုန်လုံးရောက်လာတာဒါမိခင်သူရင်သွေးသူ့ရဲ့သားသူ့ရဲ့သမီးလိုအပ်တဲ့ဟာသူစီမှာအကုန်ရှိတယ်လောကကြီးကိုမိဘကညွန်ပြတဲ့ပုဂ္ဂိုလ်ဆိုတော့မိဘကလောကကြီးပဲခေါ်လောကကြီးပဲအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ထဲမှာဒီမိခင်စိတ်လေးရှိနေတယ်မိခင်စိတ်အများကြီးရှိအောင်လုပ်နေစားတဲ့နေရာဝတ်တဲ့နေရာချင်းစကားပြောတဲ့နေရာအိမ်မှာနေတဲ့အခါလုပ်ငန်းခွင်မှာနေတဲ့အခါဒီမိခင်စိတ်ရှိတယ်ဆိုရင်အဲ့ဒီမှာပဲတရားဖြစ်နေတယ်ဓမ္မံတရဏံကိစ္ဆာမိတရားတော်ကိုကိုယ်ွယ်ပါ၏ဆိုရင်နေရာတိုင်းမှာဖြစ်တယ်ဖယားသွားတဲ့အခါကြောင်းသွားတဲ့အခါကျမှမဟုတ်ဘူးဒါကြောင့်ဒီနေ့တရားနာဖေးတဲ့အားလုံးမိခင်စိတ်တွေအားကောင်းပြီးတကလားဒီမိခင်စိတ်နဲ့ဒုက္ခခတ်သိမ်းငြိမ်းရငြိမ်းချောင်းအကျဉ်းကောင်းဖြစ်တဲ့မဂ်ကင်၈ပါးသတိပဋ္ဌာန်တရားဖြစ်မစုတရားများကိုစာတတ်တဖို့တို့ရကျင့်ကြံနိုင်ပြီးတခါလားဒီမိခင်စိတ်နဲ့ဒုက္ခခတ်သိမ်းကင်းငြိမ်းကြပါစေကဒုက္ခခတ်သိမ်းကင်းငြိမ်းကြပါစေကကြီးသုံးပါချိုးလွှားနိုင်ကြပါစေတခြားသူများကိုလည်းပဲကကြီးသုံးပါချိုးလွှားအောင်ကူညီဆောင်မနိုင်ကြတဲ့ပါရမီရှင်များဖြစ်ကြပါစေ